ကျမယောက်ျားကိုတော့ဒီနေ့တရက်တော့ထိုင်းပို့လိုက်အောင်မယ်ပေါ့နော်ကဲအတူတူလိုက်ခဲ့ကြနော်ထိုင်းငပိပြောင်းလို့ဖို့အတွက်ကိုတော့လှော်ထားတဲ့ငွေပြီးစိမ့်နဲ့ကြက်သွန်ဖြူကိုထောင်းလိုက်ပါမယ်ပြီးတော့ရင်တော့ငပိကမီးဖုတ်ထားပြီးသားဟာကိုပေါ့နော်ငပိစိမ့်စားငမီးဖုတ်ထားပြီးသားကိုထည့်ပါတယ်ရတာအတွက်ကတကြားရေစားရေငါးမုံရေနောက်ပြီးတော့တမယာရေရေရှာလကာရေရေထည့်ပါတယ်ရေချေကိုလည်းထည့်လိုက်ပါတယ်ရေစိမ့်ထည့်လို့ရှိရင်ဘိုင်နာမှာစိုးလို့ပါရှင်အပေါ့အငံနဲ့အဆက်အရတာတော့ကိုကြိုက်တဲ့လောက်လေးခတ်ပေါ့နော်ရေချေကိုလည်းတခါတည်းအများကြီးမထည့်ဘဲနဲ့နည်းနည်းချင်းထည့်မယ်ပေါ့နော်အကျဲအပြစ်ကတော့ကိုအဆင်ပြေတဲ့လောက်နေထားလေးဖြစ်အောင်လို့ပါငပိအတွက်ကပြီးပြီဆိုတော့ပြီးရင်တော့ကိုတွဲစားခြင်းနဲ့အရွက်ကလေးပြုတ်ထားလိုက်ပေါ့နော်ပြီးရင်တော့ကျုပ်နဲ့စုပုတ်လေးကြော်ပါမယ်ဒီကာလကဆိုင်နေမှာသွားစားလို့ရှိရင်အကုန်ကြရမ်းများတဲ့အတွက်ကြောင့်မလို့အိမ်မှာလှုပ်စားတာပေါ့နော်လုံနီးအတိအကျကတော့တူချင်မှတူပါလိမ့်မယ်ရှင်ပြီးရင်တော့ပလာတူးငါးလေးကိုဆက်ကြော်လိုက်ပါတယ်ကဲအကုန်လုံးလဲကြော်လို့ပြီးပြီဆိုတော့အခုကစားဖို့အတွက်ပြင်ဆင်ပါတော့မယ်ရှင်ကစော်သီးလေးတွေကိုပါငပိခွက်ထဲမှာထည့်ရမှာပေါ့နော်အခုကျမကတော့အိမ်မှာမရှိနေတဲ့အတွက်ကြောင့်မလို့မထည့်တာပါဘူးပြီးရင်တော့အစိမ့်တို့စရာဖြစ်တဲ့ဂေါ်ဘီတို့သခွားသီးတို့ထည့်ပြီးတော့စားလို့လေးရတယ်ပေါ့နော်ကဲကျမယောက်ျားကိုတော့ယူရီးယားလိုက်ပို့လိုက်အောင်မယ်ပေါ့နော်